တန်မိုးဆဲ3သိန်းရှိတဲ့အထူးပြုလုပ်ထားတဲ့လက်ဆွဲကိုမင်းကိုပေးမယ်ဒါပေမဲ့နေ့တိုင်းမင်းရဲ့စားစရာတစ်ဝက်ကိုငါတို့နဲ့မျှဝေရမယ်စုဝေဝေကပထမဆုံးစိတ်မရှိဖြစ်သွားတယ်သူမကချန်ရောင်ရဲ့လက်မောင်းကိုဆွဲလိုက်ပြီးပြောတယ်ရောင်အမနေယူသွားပြီလားသူ့ရဲ့ငါးနှင်းငယ်အတွက်ဒီလောက်တန်တဲ့ပစ္စည်းကိုသုံးရမှာလားတန်မိုးမရှိဘူးလေချန်ရောင်ကတည်ငြိမ်စွာပြန်ပြောတယ်တန်မိုးရှိမရှိကအရေးမကြီးဘူးအရေးကြီးတာကရိုးသားမှုနဲ့စိတ်ရင်းပဲငါတို့စားစရာလိုချင်ရင်တန်မိုးညီတဲ့အရာတစ်ခုပေးရမယ်ကျွန်တော်ကမိဘပေးမှရက်နေပြီးဒီလူတွေအလေးနဲ့ဆွေးနွေးနေတာကိုနားထောင်နေတယ်လဲဆွဲနဲ့စားစရာလဲမယ်လေလားသူတို့ကဒီကြောက်တုံးလိုပစ္စည်းတွေကိုဒီလူသူမဲ့ကျွန်းပေါ်မှာစားစရာနဲ့လဲလို့ရမယ်လို့တကယ်ထင်နေတာလားကျွန်တော်အမြဲစုပ်ကင်ထားတဲ့ညာလက်ထဲကကြောက်တုံးကိုဖြည်းဖြည်းချလိုက်တယ်အတန်ထဲမှာဒေါသထပ်ပင်ပန်းနှံ့တဲ့မူကပုံများနေတယ်မင်းတို့ဆွေးနွေးပြီးပြီလားပြီးပြီဆိုရင်မြန်မြန်သွားကြတော့ငါစားနေတာကိုမနှောက်ယှက်နဲ့ချန်ရောင်ရဲ့လက်လှုပ်ရှားမှုရက်သွားတယ်ဘာအတိတ်ပဲလဲကျွန်တော်ကသူမလက်ပွားတွေကလက်ဆွဲကိုကြည့်ပြီးတပြင်းချလိုက်တယ်ပြီးတော့လက်ညှိုးထိုးပြီးမေးလိုက်တယ်ဒီအရာကစားလို့ရလားရေတောက်တယ်လို့တောက်လို့ရလားထင်းကုတ်ပေးနိုင်လားအသားဖြတ်ပေးနိုင်လားငါအကြေးကုန်ဖယ်ပေးနိုင်လားကျွန်တော်လက်ပေါ်ကဖုံတွေကိုခါလိုက်တယ်ဒီကျွန်းပေါ်မှာမင်းရဲ့လက်ဆွဲတံမှုကတန်ချီတက်နေတဲ့ဓာတ်တစ်ချောင်းထက်တောင်နေတယ်ဓာတ်တစ်ချောင်းဆိုရင်အနည်းဆုံးကျိုးဖြတ်လို့ရတယ်တစ်ကိုင်းပြင်ဆင်လို့ရတယ်တိရစ္ဆာန်သားတွေကိုဖြတ်လို့ရတယ်မင်းရဲ့လက်ဆွဲကတော့ဘာလို့ဖို့လဲလက်ဘေးမှာဆွဲပြီးတောထဲသွားကအလှပြန်ခွဲလုံးမလို့လားကျွန်တော်ကကိုယ့်ဘက်ကင်ထားတဲ့ငါကင်ကိုလက်ညှိုးထိုးလိုက်တယ်ဒီနေရာမှာစားစရာကအသက်ပဲအသက်ရှင်ဖို့အာမခံချက်ပဲငါတဝက်တောင်မပေးနိုင်ဘူးပြီးတော့နောက်ကလာတိုင်းစားစရာတဝက်ပေးရမယ်ဆိုတာဒီညကြီးမှာတော့နေကင်းအိမ်မက်မက်နေတာလားစုဝေဝေကဒီစကားကိုမခံနိုင်တော့ပဲထွက်လာတယ်လင်းဖုံးမင်းရမ်းလို့နေပြီရောင်အမကမင်းကိုဒီလိုရာနဲ့လဲပေးချင်တာကမင်းကိုတန်ဖိုးထားလို့တန်ဖိုး30သိန်းကျော်တဲ့ပစ္စည်းကိုမင်းအတွက်အမိုက်လို့ဖြစ်နေတယ်ချန်ရောင်ကလက်ပွားတွေကလက်ဆွဲကိုငုံကြည့်လိုက်တယ်သူမလက်ချောင်းတွေကဖြည်းဖြည်းချင်းလက်ဆွဲကိုစုပ်ကင်လာတယ်လက်ခန်းတွေလှုပ်ရှားသွားပေမဲ့ဘာမှပြန်မပြောနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောတဲ့စကားတိုင်းကအမှန်တရားပဲဒီနေရာမှာစိန်ကဘိုင်းမဖြစ်ပေးနိုင်ဘူးရွှေကအေးတံကကွယ်မပေးနိုင်ဘူးချန်ရောင်ကစုဝေဝေရဲ့လက်မောင်းကိုဆွဲလိုက်တယ်ဝေဝေမပြောတော့နဲ့ချန်ရောင်ကကောင်းခါလိုက်တယ်စုဝေဝေကပြောချင်ပေမဲ့စကားတွေလက်ချောင်းထဲမှာပဲရက်သွားတယ်ကျွန်တော်ကသူတို့ကိုထပ်မကြည့်တော့ဘူးဓာတ်ရိုက်မီးပုံပေးပြန်ထိုင်လိုက်တယ်လက်ဆွဲတန်းပေါ်ကကြက်နေပြီဖြစ်တဲ့ငါးကိုယူလိုက်တယ်ငါအရေပြားကရွှေဝါရောင်ကျွတ်နေပြီးကွဲနေတဲ့နေရာတွေကနေအစီတွေကတစီစီပုတ်ပွက်ဆူနေတယ်ကျွန်တော်ငါးကိုမှုတ်လိုက်ပြီးကြောဘက်ကိုကိုက်လိုက်တယ်နည်းနည်းတော့အရသာပေါ်နေတယ်နောက်တစ်ခါဆိုစားနေနဲ့ရှာထည့်ရမယ်မိမ18ယောက်ရဲ့မျက်လုံးတွေကကျွန်တော်ပါဇက်ကိုစိုက်ကြည့်နေတယ်ကျွန်တော်ဝါလိုက်တိုင်းသူတို့တွေကတယောက်ကတရွေးမျိုးချလိုက်တယ်အဲ့ဒီမျိုးချတန်တွေကညအမောင်ထဲမှာထင်ရှားလုံးပြီးစိတ်ကိုထိခိုက်စေတယ်ချင်းလန်ကမျက်လုံးမိတ်လိုက်တယ်ဒီညမှာလင်ဖုံးစီကစားစရာဘာမှမရနိုင်တော့ဘူးဆိုတာသူမသိသွားပြီစက်နေမယ်ဆိုရင်ကိုအဆက်ခွဲတာပဲဖြစ်လိမ့်မယ်စုဝေဝေကအေးဆက်နှာမှုတ်လိုက်ပြီးချန်ရောင်နောက်ကိုလိုက်သွားတယ်ကျွန်တော်ကတော့ခေါင်းတောင်မမောပဲငါ့ကိုဆက်စားနေလိုက်တယ်18ယောက်ထဲက18ယောက်ထွက်သွားတယ်ဒါပေမဲ့တယောက်ကတော့မလှုပ်ရှားသေးဘူးလီယာကအစကနေအဆုံးထိစကားတခုမှမပြောခဲ့ဘူးဒီနေရာကိုဝင်လာကလေးကသူမရဲ့မျက်လုံးတွေကငါးကင်ပေါ်ကနေမခွာခဲ့ဘူးအခုတော့လူတိုင်းထွက်သွားပြီဒါပေမဲ့သူမကတော့နေရာမှာပဲရက်နေတယ်ခြေထောက်ကိုကတ်ထားတယ်လို့မလုံနိုင်ပဲကျွန်တော်လက်ထက်ကကိုက်စားထားပြီးကြံနေသေးတဲ့ငါးကိုစိုက်ကြည့်နေတဲ့လက်ချောင်းကအပေါ်အောက်လှုပ်ရှားနေတယ်အဝေးကနေအတန်တန်ကြားလာတယ်လင်းယာအခုဘာလုပ်နေတာလဲမြန်မြန်လိုက်လာလင်းယာကအိမ်မက်ကနိုးလာတယ်လို့တတိပြန်ဝင်လာတယ်လို့ပြန်ထိလိုက်တယ်နောက်ဆုံးတစ်ခေါက်ကျွန်တော်လက်ထက်ကအပူမွေးထွက်နေတဲ့ငါးကိုကြည့်လိုက်ပြီးနှက်ခမ်းကိုကိုက်လိုက်တယ်မခွာချင်တယ်လို့ဖြစ်နေပေမဲ့နောက်ဆုံးတော့လှည့်ထွက်ပြီးအဖွဲနောက်ကိုပြေးလိုက်သွားတယ်ဒါပေမဲ့ဒီမိန်းမတွေကထွက်သွားတယ်ဆိုပေမဲ့တကယ်တော့ကမ်းခြေစီပြန်မသွားကြဘူးမီတာနဲ့ငယ်လောက်ရှောက်ပြီးတော့ရက်လိုက်ကြတယ်ပတ်ပတ်လည်မှာတစ်ပင်တွေဝိုင်းထားတဲ့နေရာတစ်ခုဖြစ်တယ်အနည်းငယ်ကြောက်စရာကောင်းပေမဲ့အနည်းဆုံးတော့လေကပေးနိုင်တဲ့နေရာတစ်ခုရှိနေတယ်ကမ်းခြေလိုပင်လယ်လေးကတိုက်ရိုက်ဝင်လာတာမဟုတ်ဘူးစုဝေဝေကမီးချစ်နဲ့မီးပြန်မွေးလိုက်တယ်အားလုံးမီးပတ်လည်မှာဝိုင်းထိုင်ပြီးကိုနွေးအောင်လုပ်ကြတယ်ခန္ဓာကိုယ်အတွက်တော့ကမ်းခြေမှာထပ်ပိုနွေးလာတယ်ဒါပေမဲ့စိတ်ထဲကအေးစက်မှုကတော့ပိုတောင်ပြင်းလာတယ်ဘာကြောင့်လဲဆိုတော့မီတာနဲ့ငယ်ကွာမှာရှိတဲ့ကျွန်တော်စခန်းဘက်ကနေတခါတလေလေကငါးကင်နှံကိုတက်ဆောင်လာတယ်အဲ့ဒီအနံ့ကတမင်တကာလာပြီးဆွဲဆောင်နေတယ်လို့ပဲအားလုံးအဲ့ဒီလင်ဖုံးကြောင့်ပဲယောက်ျားတစ်ယောက်ဖြစ်ပြီးနည်းနည်းတောင်ကြမ်းတယ်မဆန်မှုမရှိဘူးငါတို့ပိုက်စာနေတာကိုမသိဘူးမိန်းကလေးတွေကိုတနာတက်တဲ့စိတ်လည်းမရှိဘူးအဆိုတော်လင်းရှိရင်ကခိုင်မာတဲ့တစ်ပင်ပင်စီကိုမိထိုင်ထားတယ်ခြေထောက်နှစ်ဖက်ကိုကွေးပြီးရင်ဘက်ရှိဖက်ထားတယ်သူမကအတန်တိုးတိုးနဲ့ပြောလိုက်တယ်ငါတို့အရင်ကလင်ဖုံးကိုသာမနှင်ထုတ်ခဲ့ရင်အခုငါတို့လည်းငါးကင်စားနေရမလားဒီစကားထွက်လာတာနဲ့အားလုံးတိတ်ဆိတ်သွားတယ်တချို့လူတွေကမတိမတာတရွေးမျိုးချလိုက်ကြတယ်စုဝေဝေကချက်ချင်းမတက်ရက်လိုက်တယ်အတန်ကဆူးရှာပြီးဒေါသထွက်နေတယ်ဖြစ်ပြီးမှပြောတာဘယ်သူမှမဆိုလုံနိုင်တယ်အခုမှဒီလိုပြောတော့ဘာကျိုးရှိမှလဲလင်းရှိရင်နေကင်းတော့ကမဲပေးတဲ့အချိန်မှာနင်းလဲလက်ထောင်ခဲ့တာပဲအခုကြမှာဘာလို့သူတို့ကောင်းလို့ဟန်ဆောင်နေတာလဲလင်းရှိရင်ကခေါင်းလှည့်ပြီးစုဝေဝေကိုကြည့်လိုက်တယ်အတန်ကမကျေပေမဲ့စကားတိုင်းကနှလုံးသားကိုထိတယ်လို့ဖြစ်နေတယ်ငါလက်ထောင်ခဲ့တယ်ဒါပေမဲ့မဲပေးဖို့စတင်ခဲ့တဲ့သူကနေမဲအားလုံးကိုလှုပ်ဆော်ခဲ့တဲ့သူလည်းနေမဲနင်သာအစမဖွင့်ခဲ့ရင်ဒီလိုအခြေအနေဖြစ်လာမှာလားစုဝေဝေရဲ့မျက်နှာကချက်ချင်းညီရဲသွားတယ်ပြန်ပြောဖို့ပါစက်ဖွင့်လိုက်ပေမဲ့အချိန်ခဏမှတင့်တော်တဲ့စကားရှာမတွေ့ဘူးကျိုးထင်းကချက်ချင်းဝင်လာပြီးစုဝေဝေကိုကာကွယ်ပေးလိုက်တယ်သူကအဖွဲထဲမှာနာမည်ကြီးတဲ့သူလေသူနောက်လိုက်တာပဲရှိတာလင်းဖုံးကဒီမှာကြံခဲ့ရင်တော့ဘာဖြစ်မှာလဲသူ့ပုံစံကိုကြည့်ပါဦးအယိုးလေးထိတကူကောင်းဆန်တဲ့သူပဲငါးကင်တော့တကိုင်းမမျှပေးဘူးသူကဒီမှာရှိခဲ့ရင်သဘောကောင်းလာမယ်လို့ထင်နေတာလားထိုင်ဆောင်မန်ကလည်းချက်ချင်းဝင်ပြောလိုက်တယ်သူမကလက်ညှိုးထိုးပြီးပြောတယ်အခြားအရာတွေခဏဖယ်ထားလိုက်ဦးဒါဆိုနင်မမရှိဘူးလားအဲ့ဒီအချိန်တုန်းကနင်သာထွက်ပြီးကန့်ကွက်ခဲ့ရင်ရလက်ကမတူနိုင်ဘူးမလားလင်းရှိရင်ကဖန်ဆောင်မန်လက်ညှိုးထိုးထားတာကိုကြည့်ပြီးမရေပဲမနေနိုင်တော့ဘူးအဖြစ်မှန်တွေကိုဖယ်ထားပြီးပြောကြမယ်ဆိုရင်ဖန်ဆောင်မန်နင်ကိုယ်တိုင်နေပြောနေတာကိုနားထောင်ကြည့်ပါဦးအဖြစ်မှန်ကတော့စုဝေဝေကစတင်ခဲ့တာမင်းတို့အားလုံးကလိုက်ပြီးအားပေးခဲ့တာအခုပြဿနာဖြစ်လာတော့အဖြစ်ကိုရှောင်ကျဉ်နေကြတာဒီလောကမှာဒီလောက်ကောင်းတဲ့အရာရှိလို့လားစုဝေဝေကချက်ချင်းပြန်တုံ့ပြန်လိုက်တယ်အားလုံးကမဲပေးခဲ့တာပဲနင်ကအမျော်မြင်ရှိတဲ့သူဆိုရင်အဲ့ဒီအချိန်တုန်းကဘာလို့မတားခဲ့တာလဲအခုကြမှာဘာခွင့်ရင်းနဲ့ငါ့ကိုအပြစ်တင်နေတာလဲဖန်ဆောင်မန်ကပူပူပြီးစိတ်လှုပ်ရှားလာတယ်
လက်တွေကိုလေထဲမှာဝေရန်ရင်ပြောနေတယ်သူမရဲ့လက်ကရှန်ရှောင်းထန်ရဲ့မျက်နှာနားကိုတောင်ရောက်လူနေပါဖြစ်သွားတယ်ရှန်ရှောင်းထန်ကကြောက်ပြီးနောက်ကိုချက်ချင်းဆုပ်လိုက်တယ်ခြေလန်းတလန်းတောင်နောက်ဆုတ်သွားတယ်ထန်ရှောင်းမန်ကအင်ဂျီလက်ကိုလှန်တင်နေပြီးစုဝေဝေကလည်းလက်ထဲမှာတကိုင်းတစ်ချောင်းကိုစုပ်ကင်ထားတယ်အခြေအနေကလုံးဝထိမရတော့မယ့်အချိန်မှာချန်ရောင်ရဲ့အတန်ကအားလုံးရဲ့စူမြန်တန်ကိုဖျက်ကျော်ပြီးထွက်လာတယ်တော်ပြီသူမကမတ်တက်ရက်လိုက်တယ်လဲဆွဲကိုအိတ်ထဲထည့်လိုက်ပြီးနဖူးပေးကိုလက်နဲ့ဖိပို့လိုက်တယ်လုံလောက်ပြီအငင်းကုံမှာအနိုင်ရသွားရင်တော့ဘာအကျိုးရှိမှာလဲဘိုက်ကတော့စာနေသေးပဲစုဝေဝေကစကားမပြောတော့ဘူးချန်ရောင်ရဲ့အတန်ထဲမှာတောင်းပန်ခြင်းနဲ့အရေးရောင်ပါနေတယ်သူမရဲ့မျက်လုံးကတခြားလုံးတိတ်တိတ်လေးထိုင်နေတဲ့ချင်လန်ဘက်ကိုလှည့်သွားတယ်ချင်းအမကအတွေ့အကြုံများတယ်ငါတို့ထပ်ပို့ပြီးအရာတွေကြုံဘူးတယ်နောက်တစ်ဆင့်ဘယ်လိုလုပ်တင်လဲချင်လန်ရဲ့စိတ်ထဲမှာခါးသီးစွာရင်မိတယ်လို့ဖြစ်သွားတယ်သူမကတစ်ပင်ကိုမိပြီးမတ်တက်ရက်လိုက်တယ်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးပြောတယ်အခုကေဆယ်ရေးလာမလားကိုမမျှော်လင့်ထားတာကောင်းမယ်ဒီညတော့မလှုပ်ရှားတော့ဘူးအနားယူကြမနေ့ဖြန်မနေ့စောစောကနေအဖွဲခွဲပြီးရေရှာမယ်စားစရာရှာမယ်အမိုးအကာဆောက်မယ်တခုချင်းစီလှုပ်သွားကြမယ်လူတွေတဖြည်းဖြည်းခွဲသွားကြတယ်တယောက်စီအိတ်ဆရာနေရာရှာပြီးလှဲနေကြတယ်အနားယူရဲဆိုပေမဲ့တကယ်တော့အခြေအနေကအလွန်ဆိုးရွားနေတယ်ချင်းတွေကနားဘေးမှာတဝီဝီနဲ့တချင်းဆိုနေတယ်လို့မရက်မနာပြန်နေတယ်တယောက်ယောက်ကလက်နဲ့ရိုက်လိုက်ရင်လက်ဖွားပေါ်မှာသွေးဆက်တစ်ဆက်နဲ့ချင်းတကောင်ပဲတွေ့ရတယ်ငါတော့ယူတော့မယ်ပါဇက်ဖွင့်ရင်တောင်ချင်းဝင်လာနိုင်တယ်ရတယ်အားလုံးကဟိုဘက်လက်ဒီဘက်လက်နဲ့တိုးတိုးညှိညူနေကြတယ်ဒါပေမဲ့တယောက်မှတကယ်အိတ်မပြောကြဘူးတစ်ချိန်တည်းမှာပဲမီတာနဲ့ငယ်ကွာကကြောက်တောင်စခန်းမှာတော့ကျွန်တော်က6တွေ့တဲ့အရွက်တွေပေါ်မှာအိတ်နေတယ်ကြောက်နိုင်ရန်တုံးဘက်ကလေကိုလုံးဝကပေးထားတယ်မိဘုံရဲ့အပူကဒီကြောက်တောင်တွင်းမိုက်တစ်ခုလုံးကိုနှွေးထွေးနေစေတယ်ကျွန်တော်တောင်နည်းနည်းပူလာတယ်လို့ခံစားရလို့ခြေထောက်တစ်ဖက်ကိုအရွက်အပြင်ဘက်ထုတ်ထားလိုက်တယ်ချင်းတဲ့ပူမတွေကတော့ကျွန်တော်နားကိုတော့မလာကြဘူးချင်းစေးခွေထက်အစာပေါင်းများစွာပူထိရောက်နေတယ်ကျွန်တော်တစ်ဖက်လှည့်လိုက်တယ်အိတ်လိုက်တန်တစ်ချက်ထွက်လာပြီးနှက်ခမ်းထောင်ကိုအနှဲငယ်ကွေးလိုက်တယ်မျက်လုံးမိတ်ပြီး3စက္ကန့်အတွင်းအိတ်ပျော်သွားတယ်မိမတွေစခန်းဘက်မှာတော့မိဘုံကအားနေသွားပြီးမိခဲနီမီလေးတွေပဲကျန်တော့တယ်ညက်လီထဲမှာတဖြည်းဖြည်းအေးဆက်သွားတယ်လေယာကဒူးနှစ်ဖက်ကိုရင်ပတ်နာထိဆွဲဖက်ထားပြီးထိုင်နေတယ်ဘိုက်ထဲကထပ်ပြီးအတန်ထွက်လာတယ်သူမကမျက်နှာကိုဒူးပေါ်တင်လိုက်ပြီးသွားကြိုက်ကမငူအောင်ထိန်းထားတယ်မိုးလင်းခါနီအချိန်ကျွန်တော်ကပထမဆုံးနေအောင်ကြီးကကြောက်တောင်တွင်းကိုဝင်ရောက်လာတဲ့အချိန်မှာတဘာဝအတိုင်းလိုးလာတယ်ကိုဆန့်လိုက်တယ်တညလုံးလူသူမဲ့ကျုံးပေါ်မှာနေခဲ့ရတာတော့ကိုခန္ဓာကအလွန်တက်တာနေတယ်ရုတ်တရက်မျက်စိရှိမှအပြာရောင်စာသားတွေပေါ်လာတယ်နေ့စဉ်စိတ်နဲ့အောင်မြင်ပါသည်ကိုခန္ဓာစွမ်းရည်တိုးမြင့်ပါသည်ဒီတစ်ခါတိုးတက်မှုကပထမနေ့လောက်မသိတာပေမဲ့နည်းနည်းချင်းစူဆောင်သွားရင်အနာဂတ်မှာအားကောင်းလာမှသိချတယ်ကျွန်တော်လက်သီးဆုပ်ကြည့်လိုက်တယ်တကယ်ပဲမနေ့ကထက်အားပိုရှိလာတာခံစားရတယ်ထပ်ပြီးကိုလက်လှုပ်ရှားမှုအနည်းငယ်လုပ်လိုက်တယ်ပြီးတော့ရေရှာဖို့နဲ့မနက်စာအတွက်အနီးနားကိုသွားဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲမိမတွေရှိတဲ့ဘက်ကနေမနက်ခင်းတိတ်ဆိတ်မှုကိုဖျက်ပြီးအော်တန်ကြီးတန်ထွက်လာတယ်အတန်ကအယမ်းမြင့်လုံးလို့တစ်ပင်ပေါ်ကငှက်တွေတောင်ပြန်ထွက်သွားနိုင်လောက်တယ်ပြီးတော့အော်တန်တွေငိုတန်တွေပြေးလွှားတန်တွေအားလုံးရောထွေးပြီးထွက်လာတယ်မိမ10ယောက်ကျော်လောက်မြေပြင်ပေါ်ကနေခုန်ထလာပြီးအရက်မျိုးစုံကိုပြေးကြတယ်တချို့ကခြေပလာနဲ့ကြောက်ချုံပေါ်တက်မိပြီးနာကျင်အော်ကြတယ်တချို့ကတောချုံနဲ့ဝင်တိုက်မိပြီးတကိုင်းတွေနဲ့ချစ်မိကတွေးထွက်လာတယ်ဖန်ရှောင်းမန်ကတော့မြေပြင်ပေါ်မှာလဲကျနေတယ်သူမရဲ့ခန္ဓာကိုယ်ကလုံးဝမလုံနိုင်တော့ဘူးညာခြေထောက်ပေါ်မှာအစိမ်းရောင်ငွေတကောင်ကအေးစစ်စစ်လိတ်ကွေးနေတယ်ငွေပဲမလဲအမေကျမအိမ်ပြန်ချင်တယ်မျက်ရည်တွေကသူမမျက်လုံးတောင်းကနေတိတ်တိတ်လေးစီးကျလာတယ်နှက်ခမ်းတွေတုံနေတယ်ဒါပေမဲ့ငိုတန်မထွက်အောင်အတင်းထိန်းထားတယ်ကြောက်ရွံ့မှုနဲ့ပြည့်နေတဲ့မျက်လုံးတွေနဲ့မီတာနဲ့ငယ်အကွာမှာရှိတဲ့စုဝေဝေကိုကြည့်ပြီးအော်တောင်းဆိုတယ်စုဝေဝေကျေးဇူးပြုပြီးကျမကိုကယ်ပါစုဝေဝေရဲ့မျက်နှာကဖြူဖြော့သွားတယ်နှက်ခမ်းတွေတုံနေတယ်လက်ကိုမြှောက်လိုက်ပေမဲ့ခြေထောက်တွေကတော့တလန်းတောင်မရွှေ့နိုင်ဘူးသူမမကယ်ချင်လို့မဟုတ်ဘူးတကယ်ကိုကြောက်လို့မလုံနိုင်တာတခြားလူတွေလည်းနောက်ဆုတ်သွားကြတယ်တချို့ကတစ်ပင်နောက်မှာပုံပြီးမျက်နှာတစ်ဝက်လောက်ပဲထုတ်ကြည့်နေကြတယ်ဖန်ရှောင်းမန်ထက်တောင်ပိုကြောက်နေကြတယ်အဲ့ဒီအချိန်မှာပဲလက်တစ်ဖက်ကမြေကြီးပေါ်ကလက်မောင်းရှည်လောက်ရှိတဲ့တစ်ချောင်းကိုကောက်ယူလိုက်တယ်ကျန်းရွက်ကခြေလက်မှန်မှန်နဲ့ဖန်ရှောင်းမန်ဘက်ကိုရှောက်သွားတယ်တစ်ချောင်းရဲ့အဆုံးကိုငွေဘက်ညွှန်ပြီးပြောလိုက်တယ်နည်းနည်းလွတ်ပေးဒီငွေကမျက်ခင်းစိမ့်ငွေဝါရက်ငွေဖြစ်တယ်အစိပ်ပြင်းတယ်ဒါပေမဲ့ဒီလိုအခြေအနေမှာအကိုက်ခံရရင်အန်ဒီရရမ်းကြည့်တယ်ဖန်ရှောင်းမန်ကလက်နှစ်ဖက်နဲ့ပါးစပ်ကိုဖိထားတယ်မငုံမိအောင်အတင်းထိန်းထားပေမဲ့မျက်နှာတစ်ခုလုံးကသွေးမရှိသလိုဖြူဖြော့နေပြီးပတ်ဝန်းကျင်ကမိမတွေကလည်းပိုပြီးနောက်ဆုတ်သွားကြတယ်အဲ့ဒီငွေကလည်းတစုံတရာခံစားလိုက်တယ်လို့ပြိကန်ပုံစံကောင်းကိုဖြည်းဖြည်းမြောက်လိုက်တယ်ရှာကိုထုတ်ပြီးတစ်ချက်လှုပ်ရှားနေတယ်ကျန်းရွက်ကအသက်ရှူတန်ကိုထိန်းထားလိုက်တယ်တစ်ချောင်းရဲ့အဆုံးကိုငွေရက်ကိုနဲ့ဖန်ရှောင်းမန်ရဲ့ခြေထောက်ကြားကအကွာဝေးတဲ့ကိုဖြည်းဖြည်းချင်းထည့်လိုက်တယ်အဲ့ဒီနောက်အစိမ်းရောင်ငွေကအားနဲ့လွှတ်ထွက်သွားတယ်9 မီတာ6 မီတာလောက်အဝေးကိုပြန်ကျသွားပြီးတရွက်6ပုံပေါ်ကိုဖုတ်ဆိုပြီးကျသွားတယ်ခဏလောက်လှုပ်ရှားပြီးနောက်ခြုံပုတ်ထဲကိုဝင်ကပြောက်သွားတယ်အန်ဒီရကင်းသွားမှစုဝေဝေကဖန်ရှောင်းမန်စီပြေးလာတယ်သူမရဲ့ပခုံးကိုကင်ပြီးအားနဲ့လှုပ်လိုက်တယ်အဆင်ပြေရဲ့လားအန်ဒီရကင်းသွားပြီဆိုတာသိလိုက်ရတဲ့အချိန်မှာကျန်းရွက်ကလည်းစိတ်အေးသွားတယ်လက်ထဲကတစ်ချောင်းကိုပြစ်ချလိုက်ပြီးပြန်ပြီးမိမ3ယောက်ရှိတဲ့ဘက်ကိုရှောက်သွားတယ်ဖန်ရှောင်းမန်ကိုနှစ်သိမ့်ပေးနေတဲ့အတန်တွေကတော့ဆက်ပြီးထွက်နေတယ်ငိုတန်တွေကတလိုင်းပြီးတလိုင်းဖြစ်နေတယ်နောက်ဆုံးကျန်းရွက်ကတိမခံနိုင်တော့ဘူးခေါင်းနဲ့ပြီးချစ်လန်ကိုပြောလိုက်တယ်သူတို့ကိုတိတ်ခိုင်းလိုက်ပါလှုပ်ရှားရှိတာလှုပ်ကြပါစေဒီလိုပဲအချိန်ကုန်နေရင်ဒီနေ့လည်းပိုက်စာနေအောင်မယ်တစ်ချိန်တည်းမှာပဲတစ်ဖက်မှာတော့ကျွန်တော်ကတနာရီနီးပါးလှည့်လည်ရှာဖွေနေပြီးလက်ထဲမှာအသီးတွေနဲ့မှုတွေအများကြီးရှိနေတယ်ရရှိတဲ့အရာတွေကလည်းမနှဲဘူးမျက်လုံးနဲ့ကြည့်မိသမျှစနစ်ရဲ့အပြာရောင်စာသားတွေကအဆက်မပြတ်ပေါ်လာနေတယ်တောင်ပေါ်တီးစားလို့ရသည်တောရိုင်းလိမ်မော်တီးစားလို့ရသည်ကျက်စီမူစားလို့ရသည်အစိမ်းရောင်တော်ဟင်းတီးဟင်းရွက်စားလို့ရသည်တောင်ပေါ်မှာတော့ကြောက်မြက်လိုမြည်ရဲနေတဲ့တောင်ငရုတ်တီးလေးတွေချိတ်ဆွဲနေတယ်ကျွန်တော်ခြေလမ်းမြန်လိုက်တယ်ခါအမြင့်လောက်ရှိတဲ့ခြုံပင်တွေကိုဖယ်လိုက်တဲ့အခါကြောက်တုံးကြားကနေစမ်းကြောင်းငယ်လေးတစ်ခုစီးဆင်းနေတာတွေ့လိုက်ရတယ်အပြာရောင်စာသားပေါ်လာတယ်တဘာဝဆန်းရည်အနည်းရှိသောဘက်တီးရီးယားမရှိတတုတက်ပမာဏတင့်တော့ဓာတ်ရိုက်တောက်သုံးနိုင်သည်
ရေသွေးကအလွန်ကောင်းတယ်ကျွန်တော်ချက်ချင်းအနာကိုပြေးသွားပြီးဒူးထောက်ထိုင်ကလက်နှစ်ဖက်နဲ့ရေကိုခတ်ယူပြီးဓာတ်ရိုက်တောက်လိုက်တယ်အပြင်ကစူပါမားကတ်စင်ပေါ်ကအလှဆင်ထားတဲ့ရေတန်းတွေထက်တောင်ဒီရေကပူပြီးလန်းဆန်းတယ်လို့ခံစားရတယ်စမ်းချောင်းရဲ့အနောက်ဘက်ဆူဆွနေတဲ့မြေကြီးပေါ်မှာတော့တိရစ္ဆာန်ခြေရာတွေထင်ရှားစွာတွေ့ရတယ်ကျွန်တော်ထိုင်ချလိုက်ပြီးအဲ့ဒီခြေရာတွေကိုကြည့်လိုက်တယ်နှက်ဆိုင်သောစစ်ဆေးမှုစတင်အပြာရောင်စာသားပေါ်လာတယ်အရွယ်ရောက်အထီတော်ဝက်ခြေရာခမ်းမန်းလေးချိန်180ကီလိုဂရမ်ကျော်အနေရအဆင့်အလုံးမြင့်ကျွန်တော်ရဲ့လက်ရှိခန္ဓာကိုယ်ကတာမန်လူထက်ပိုအားကောင်းလာပေမဲ့တကယ်လို့လက်ပလာနဲ့ဒီကောင်နဲ့ရင်ဆိုင်ရင်ဒီနေရာမှာပဲအဆုံးသတ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်အဲ့ဒီနေရာကိုရှောင်ပြီးစမ်းချောင်းတစ်လျှောက်ဆက်လက်ရှာဖွေသွားတယ်နောက်ဆုံးမှာရင်ဘက်အမြင့်လောက်ရှိတဲ့ခြုံပင်အလော်ကိုဖယ်လိုက်တဲ့အချိန်မှာကျွန်တော်အားအသင့်ပြီးရက်သွားတယ်မျက်စိရှိမှတော့ကျေပြန့်တဲ့နေရာတစ်ခုပွင့်ထွက်လာတယ်နေအောင်အောက်မှာအရွက်ကြီးတွေကစိမ့်လန့်တောက်ကနေတယ်အတီးအပြည့်တီးနေတဲ့ငပြောပင်တွေကိုတွေ့လိုက်ရတယ်စနစ်ရဲ့စာသားတွေကချက်ချင်းပေါ်လာတယ်တော်ရိုင်းငပြောသည်စားသုံးနိုင်သည်တခြားတက်မြင့်မှာအင်အားဖြစ်တဲ့ရန်အပူတက်လုံလောက်စွာပေးနိုင်သည်ဘေးနားကိုထက်ကြည့်လိုက်တော့ကြောက်နေရန်ပေါ်မှာတွေ့တက်နေတဲ့နွယ်ပင်တစ်မျိုးကိုတွေ့ရတယ်အနက်ရောင်ခရမ်းရောင်အသီးလေးတွေအများကြီးတီးနေတယ်စနစ်ရဲ့အမှတ်သားကထပ်ပေါ်လာတယ်အရသာချိုချင်းညီမျှဓာတ်ရိုက်စားသုံးနိုင်သည်တောင်ပေါ်သီးတွေတော်ရိုင်းသီးတွေစားလို့ရတဲ့အပင်တွေအားလုံးရဲ့အချက်လက်တွေကတစ်ခုပြီးတစ်ခုပေါ်လာနေတယ်အပြာရောင်စာသားတွေကအဆုံးမရှိသလိုပဲလင်ဖုံးတောင်ကြည်ရင်မူးလာတော့အောင်များပြားနေတယ်အားလုံးကစားသုံးနိုင်တဲ့အရာတွေကြီးပဲအဲ့ဒီအချိန်ကျွန်တော်စပစ်တီလိုအသီးတချို့ကိုအရင်ယူသွားဖို့စဉ်းစားနေတော့ဘယ်ဘက်ချုံပုတ်ဘက်ကနေကြက်အော်တန်တန်ကြားလိုက်ရတယ်ကျွန်တော်အသက်ရှူတန်ကိုတိတ်လိုက်ပြီးအတန်လာရဘက်ကိုခြေတံမကြားအောင်ဖြည်းဖြည်းချင်းသွားလိုက်တယ်ချုံပုတ်နောက်ရောက်တဲ့အခါအရွက်တွေကိုမဖယ်ရဲသေးဘူးအပေါက်ငယ်လေးကနေချောင်းကြည့်လိုက်တယ်9မီတာလောက်กว่าကမြေပြင်ပေါ်မှာတောကျက်9ကောင်10ကောင်လောက်ကအေးစစ်စစ်မြေကိုကုတ်ပြီးအစာရှာနေကြတယ်ကျွန်တော်ချက်ချင်းပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်တင့်တော်တဲ့နွယ်ပင်တွေရှာလိုက်တယ်စနစ်ကအမှတ်အသားပြတယ်ပျော့ပြောင်းနိုင်သောနွယ်ပင်ခိုင်ခန့်မှုအလွန်ကောင်းအိုက်ကွန်ပြူလို့ရန်တင့်တော်ကျွန်တော်နွယ်ပင်အများကြီးဖြည့်ယူလိုက်တယ်ပြီးတော့ချောမွေးတဲ့ကြောက်တုံးတုံးကိုရှာပြီးထိုင်လိုက်တယ်စနစ်ရဲ့အချက်လက်စာကြည့်တိုက်ခဲ့ကအိုက်ကွန်ပြူလို့မိတွေကသင်ခန်းစာဗီဒီယိုတစ်ခုလို့ကျွန်တော်အုံနောက်ထဲမှာအဆက်မပြတ်ပေါ်လာနေတယ်လက်ချောင်းတွေကအဲ့ဒီနီလန်တိုင်းနွယ်ပင်တွေကိုဖျက်တမ်းပြီးချီနှောင်နေတယ်အစပိုင်းမှာတော့နည်းနည်းမကျွမ်းကျင်သေးဘူးဒါပေမဲ့လုံရင်းနဲ့ပုံမြန်လာတယ်လက်တွေကပိုပြီးတဘာဝကျလာတယ်နေကခေါင်းပေါ်ကနေတဖြည်းဖြည်းရွှေ့သွားတဲ့အချိန်မှာအလျားနဲ့အနံ2မီတာလောက်ရှိတဲ့နွယ်ပင်ပိုက်ကွန်ကြီးတစ်ခုပြီးသွားတယ်ကျွန်တော်ဆွဲကြည့်လိုက်တယ်ခိုင်ခန့်တယ်အပေါက်အရွယ်စားကလည်းတင့်တော်တယ်ကြက်ကောင်းကထွက်နိုင်ပေမဲ့ကိုလုံးကတော့မလွတ်နိုင်ဘူးအဆင်ပြေပြီးကျွန်တော်ပိုက်ကွန်ကိုလိပ်ပြီးချိုင်းအောက်မှာထည့်လိုက်တယ်ပြီးတော့ကြောင်တကောင်လိုတိတ်တိတ်လေးရှောက်ပြီးအရင်တွေ့ခဲ့တဲ့ခြုံပုံနာကိုပြန်သွားတယ်ခြုံနောက်ကနေဝစ်ပြီးချောင်းကြည့်လိုက်တော့တောချက်တွေမသွားသေးဘူးအဲ့ဒီအပြင်နောက်ထပ်4ကောင်5ကောင်လောက်တောင်တိုးလာတယ်ကျွန်တော်မြေပေါ်ဝင်းနေရာကနေဖြည်းဖြည်းချင်းထိုင်နေထားပြောင်းလိုက်တယ်လက်နှစ်ဖက်နဲ့ပိုက်ကွန်ကိုဖြန့်ပြီးအစုံနှစ်ဖက်ကိုတင်းတင်းကင်ထားတယ်အသက်ရှူတန်ကိုထိန်းလိုက်တယ်ခြေထောက်တွေကိုပြင်ဆင်လိုက်တဲ့3နှစ်တစ်ပြည့်တစ်ချိန်တည်းမှာပဲခြံရောင်တို့အဖွဲ့ကတော့စခန်းအနီးကခြုံပုတ်ထဲမှာရှာဖွေနေကြတယ်သူတို့ပြန်ယူလာတာကတော့တောင်ပေါ်အသီးတချို့ပဲဖြစ်တယ်ဒါပေမဲ့အသီးတွေကမမဲ့သေးတာကြောင့်အရသာကချင်းချင်းဆက်ဆက်ဖြစ်နေတယ်ဒါပေမဲ့အနည်းဆုံးတော့စားစရာတစ်ခုရှိနေသေးတယ်မင်းညကအပြင်မှာအိတ်ခဲ့ရတဲ့အတွက်လူတချို့ကနှာရည်ယူလာကြတယ်တချို့ကနှာချီကြတယ်မနေ့ကနေအခုချိန်ထိဘယ်သူမှရေတက်တစ်ဆက်တောင်မတောက်ရသေးဘူးတချို့ကပင်လယ်ရေကိုရှာနေစမ်းကြည့်ခဲ့ပေမဲ့ငန်းလုံးတာကြောင့်ဘာပြောရမှန်းမသိဖြစ်သွားကြတယ်ချင်းလန်ကချက်ချင်းလူတွေကိုအဖွဲလေးဖွဲခွဲလိုက်တယ်ကျန်းရွက်ကလူ3ယောက်ခေါ်ပြီးထင်းရှာဖို့သွားတယ်စုဝေဝေကခြံရောင်နဲ့အတူကမ်းခြေတစ်လျှောက်လိုက်ရှာတယ်ဒါပေမဲ့အတန်းဖြည့်ပစ္စည်းတွေမပြောနဲ့အကောင်းစားခရုခွန်အောင်မတွေ့ခဲ့ကြဘူးကျိုးထင်းကချွေးတွေတုံရင်မြေပြင်ပေါ်ထိုင်ချလိုက်တယ်ဒီနေရာကတကယ်ကိုထူးဆန်းတယ်ကမ်းခြေတစ်ခုလုံးတန့်ရှင်းနေတာပင်လယ်မြက်တောင်တစ်ချောင်းမရှိဘူးနေ့လေတနာရီကျော်လောက်မှာလင်ယာကတစ်ပင်ကိုမိပြီးအသက်ပြင်းပြင်းရှူနေတယ်အချိန်အတော်ကြာပြီးမှအတန်6နဲ့စကားတခွန်းထွက်လာတယ်ရေမတွေ့ဘူးဒီစကားထွက်လာတာနဲ့မိမ10ယောက်ကျော်လောက်အားလုံးစိတ်လှုပ်ရှားသွားကြတယ်ဘယ်လိုလုပ်ရင်မရှိနိုင်တာလဲဘယ်ဘက်ကိုသွားရှာခဲ့တာလဲဒါလေးတော့မလုပ်နိုင်ဘူးလားလင်ယာကိုလူတိုင်းဝိုင်းမိကြတယ်သူမရဲ့မျက်နှာကတဖြည်းဖြည်းမကောင်းလာတယ်မူလကလေးကရင်ငက်ပြီးလဲချောင်းချောင်းနေပြီးအခုပြန်လာတာတော့အပြစ်တင်ခံနေရတယ်နောက်ဆုံးလင်ယာဒီမခံနိုင်တော့ဘူးအတန်မြင့်မြင့်နဲ့ပြန်ဝင်လိုက်တယ်မင်းတို့ကိုယ်တိုင်သွားကြည့်ကြလေတောထဲကခြုံပုတ်တွေကထူလုံးနေမြေကြီးပေါ်မှာအရွက်ကုတ်တွေပြည့်နေတာနှစ်လမ်းလျှောက်ရင်အောင်လဲကြနိုင်တယ်ဘယ်သူသွားရဲလဲချင်းလန်ကချက်ချင်းဝင်ထားလိုက်တယ်တော်ကြတော့ရမ်းဖြစ်နေရင်ဘာမှမဖြစ်ဘူးရေးမတွေ့ရင်တကယ်အနေရရှိလာမယ်အားလုံးထွက်ပြီးရှာကြအခြေအနေမခံနိုင်တော့တဲ့အချိန်မှာဂုံတိတ်ခါတွေနာမည်ကြုံမှုတွေအဆင့်တန်းတွေအားလုံးပြေးဖယ်ထားရတော့တယ်မိမ18ယောက်လုံးသူရွက်စိတ်အုပ်လို့တောထဲကိုပြေးဝင်သွားကြတယ်ကံကောင်းစွာနဲ့ကောင်းကင်ကလုံးဝလမ်းပိတ်မထားခဲ့ဘူးမိနစ်40လောက်ကြာပြီးနောက်အနောက်တောင်ဘက်ကိုရှာဖွေသွားတဲ့အဖွဲ့ကပထမဆုံးသတင်းပြန်လာတယ်ရေးရှိတယ်မြင်မြင်လာကြတကယ်ရေးရှိတယ်အားလုံးအဲ့ဒီဘက်ကိုပြေးလာကြတယ်နေ့နဲ့ချုံပင်တွေကိုဖျက်ကျော်ပြီးတဲ့အခါရှေ့မှာစမ်းချောင်းငယ်လေးတစ်ခုပေါ်လာတယ်ရှက်ရှောင်းထန်ကပထမဆုံးပြေးသွားတယ်သူမကကိုကွေးပြီးနှက်ခမ်းကိုရေမျက်နှာပြင်နာကက်ကဓာတ်ရိုက်တောက်လိုက်တယ်နောက်ကလူ9ယောက်10ယောက်လောက်လဲချက်ချင်းပြေးဝင်သွားကြတယ်တချို့ကလက်နဲ့ခတ်တောက်တယ်တချို့ကရှက်ရှောင်းထန်လိုပဲမြေပြင်ပေါ်ဝက်ပြီးတောက်တယ်တချို့ကတော့မျက်နှာတစ်ခုလုံးကိုရေထဲထည့်လိုက်ကြတယ်စုဝေဝေကရေနှစ်ကြိမ်လောက်အားရပါရတောက်ပြီးခေါင်းမောက်လိုက်တယ်မျက်နှာပေါ်မှာရေဆက်တွေပြည့်နေတယ်မျက်လုံးတွေကတောက်ပနေတယ်အရန်ကောင်းတယ်ကျန်းရွက်ကဘေးမှာရက်ပြီးအခြေအနေကိုခဏကြည့်ပြီးမှကိုချကရေတောက်လိုက်တယ်အားလုံးရေဝသွားပြီးစမ်းချောင်းဘေးမှာလဲထိုင်လိုက်ကြတယ်ကျွန်းပေါ်ရောက်ပြီးနောက်ပထမဆုံးအကြိမ်အနှဲငယ်စိတ်အေးသွားကြတယ်တချို့ကလက်ကိုရေထဲထည့်ပြီးကစားနေကြတယ်စုဝေဝေကတော့ဒီဘက်မှာပဲစကန်းပြန်ဆောက်ရင်ကောင်းမလားလို့စဉ်းစားနေတယ်ထင်းရှိတဲ့သူရှိလားညကြရင်အသီးတွေနဲ့ပဲအဆင်ပြေအောင်စားကြမယ်အသားမရှိပေမဲ့အဲ့ဒီအချိန်မှာအားလုံးရဲ့မျက်လုံးတွေက
ခြုံပုတ်ရွက်တွေလှုပ်ရှားသွားတဲ့ဘက်ကိုတပြိုင်နက်လှည့်သွားကြတယ်ခြုံပုတ်ရွက်တွေဖြည်းဖြည်းချင်းဖယ်ထွက်သွားတယ်အဲ့ဒီနောက်အပေါ်ပိုင်းအင်ဂျီမဝတ်ထားတဲ့လူတစ်ယောက်ထွက်လာတယ်အဲ့ဒီလူကကျွန်တော်ပဲတီရှက်ကိုတော့ကျွန်တော်ကအိတ်ပုံစံဖြစ်ချီပြီးခါမှချိတ်ထားတယ်အထဲမှာတော့အဝါရောင်တောက်တောက်ငပြောသီးတွေနဲ့တောရိုင်းလိမ့်မော်သီးတွေအပြည့်ထည့်ထားတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ကျွန်တော်လေဘေးမှာတောကျက်လေးကောင်ချိတ်ဆွဲထားတယ်မိမ18ယောက်ရဲ့မျက်လုံးတွေကတပြိုင်နက်ကျွန်တော်စီကိုစိုက်ကြည့်နေကြတယ်ကျွန်တော်ကတော့သူတို့ရှိကနေအေးအေးဆေးဆေးဖျက်လျှောက်သွားတယ်လေဘေးမှာချိတ်ထားတဲ့တောကျက်လေးကောင်ကကျွန်တော်ရှောက်သွားတိုင်းဘယ်ညာလှုပ်နေတယ်သူတို့ကိုလှောင်ပြောင်းနေတယ်လို့တောင်ဖြစ်နေတယ်ကျွန်တော်နောက်ကျောကပျောက်ကွယ်သွားတဲ့အထိအနောက်ဘက်ဆန်းချောင်းပြီးတစ်ဝိုက်မှာတိတ်ဆိတ်နေစေပဲရှန်ရှောင်းထန်ကကျွန်တော်ပျောက်သွားတဲ့ဘက်ကိုကြည့်နေတယ်ပြီးတော့နေ့လေတုန်းကသူမစားခဲ့ရတဲ့ချင်းတဲ့အသီးတွေကိုပြန်စဉ်းစားမိတယ်မျက်လုံးတောင်းကနေမျက်ရည်ကျလူနီးပါဖြစ်သွားတယ်လင်ယာကတော့လက်ထဲကနောက်ဆုံးကျန်တဲ့ဆိုင်းရည်တစ်စက်ကိုပါစက်ထဲထည့်လိုက်တယ်သူမရဲ့မျက်နှာပေါ်ကခံစားချက်ကရှင်းပြလို့မရအောင်ရှုပ်ထွေးနေတယ်လင်းရှိရင်ကနဘူးကိုလက်နဲ့ပို့လိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်ဒီကွာချချက်ကအရန်ကြီးလို့နဲ့